နေ့မြတ်စွာဘုရားကရှင်အာနန္ဒာကိုခေါ်ပြီးတော့သာဝတိမြို့ရဲ့ဘေးမှာရှိတဲ့လယ်ကွင်းတွေကိုကြွသွားတယ်ကြွသွားတော့လယ်သမားတစ်ယောက်ကလယ်ထွန်းနေတယ်အဲ့ဒီလယ်သမားလယ်ထွန်းနေတာနဲ့မလှမ်းမကမ်းရောက်တော့မြတ်စွာဘုရားကရက်ပြီးတော့ခြေသားအာနန္ဒာပတ္တနန္ဒအာတိဝိသောတဲ့အာနန္ဒခြေသားအာနန္ဒာအာတိဝိသောလျင်သောအစိတ်ရှိသောဝါမြန်သောအစိတ်ရှိသောမွေကိုပတ္တမြင်ရဲ့လားဆိုလက်ညှိုးထိုးပြအင်မတန်မြန်တဲ့အစိတ်ရှိတဲ့ကိုက်လိုက်ရင်တခါတည်းတန်းပြီးတော့သေတာကိုမြန်တယ်လို့ပြောတာနော်အဲ့ဒီလောက်မြန်တဲ့အစိတ်ရှိတဲ့မွေကိုမင်းမြင်သလားလို့မေးအဲ့မှာရှင်အာနန္ဒာကလည်းသေသေးချာချာကြည့်ပြီးတော့ပတ္တမိဘဂဝါဂေါရဝီသောမှန်လားပါဗျာတိတ်ပြီးတော့ပြင်းထန်တဲ့အစိတ်ရှိတဲ့မွေကိုဖရာတပည့်တော်မြင်ပါတယ်ဗျာဒါလေးပဲပြောသွားအဲ့ဒီလိုပြောပြီးတော့ပြန်ကြွသွားရောအဲ့ဒီမှာလဲထုံးနေတဲ့လေသမားကကြားတယ်မြတ်စွာဘုရားနဲ့ရှင်အာနန္ဒာအခုနတုန်းကတော့ကြော့လိုက်သေးတယ်ခုနသွားပြီးတော့မွေကိုမြင်လားလို့ပြောတယ်ဒီမွေကငါဒီနားမှာလဲထုံးနေတာဆိုတော့ငါ့ကိုဒုက္ခပေးနိုင်တယ်ဆိုကျိန်တပြားလေးကင်ပြီးတော့သွားတယ်မွေရှိရင်ဖယ်ရအောင်လို့အဲ့ဒီမှာသွားကြည့်တဲ့အခါကျတော့ပေးတတ်ရင်မွေမဟုတ်ဖဲနဲ့ငွေဖြစ်နေတယ်ဘာဖြစ်နေလဲငွေတုပ်ကြီးဖြစ်နေတဲ့ငွေတုပ်ကြီးဖြစ်နေတယ်အဲ့ဒီတော့ငါမျက်နာချလွဲသလားမြတ်စွာဘုရားနဲ့ရှင်အာနန္ဒာကတော့အစိတ်ပြင်းထန်တဲ့မွေကိုမြင်ရလားရှင်အာနန္ဒာကလည်းအစိတ်ပြင်းထန်တဲ့မွေကိုမြင်ပါတယ်လို့ပြောသွားတယ်အခုငါတွေ့နေတာကတော့အသပြားထောင်တုပ်ကြီးပဲအဲ့ဒီတော့ဒါငါနာချလွဲတာနဲ့မှဆိုပြီးတော့အဲ့ဒီအသပြားထောင်တုပ်ကိုယူငါလဲထွန်ပြန်ရင်တော့ငါယူသွားမယ်ဆိုပြီးတော့အဲ့ဒီအသပြားထောင်တုပ်ကိုထေခဲဘတ်တွေနဲ့အသာအုပ်ထားလိုက်တယ်ပြီးရင်ယူမယ်ပေါ့ခဏနေတော့မြို့ထဲကနေလူတွေယုံနဲ့ထွက်လာကြဒီထောင်တုပ်ကညာတုန်းကသခိုးအုပ်စုကတထေးတူရဲ့အိမ်ကိုခိုးပြီးတော့မြို့ရိုးကိုဖောက်ပြီးတော့သူတို့ထွက်ပြေးလာရင်းနဲ့ကြာနေရတာဒီနာကိုဟုတ်လားအဲ့ဒီမှာဒီမှာခြေရာလျှောက်လိုက်လာတာမြို့ထဲကတထေးကြီးရဲ့အတိုင်းဝိုင်းတွေကလိုက်လာပြီးတော့ဟာဒီနားမှာပျောက်သွားတယ်ဒီနားမှာပျောက်သွားတယ်ဆိုတော့ရှောက်ရှာတော့ထေခဲဘတ်တွေနဲ့အုပ်ထားတယ်အသပြားထောင်တုပ်ကိုတွေ့သွားတယ်အဲ့ဒီတော့မှကြည်စံတခိုးကလဲထွန်ခြင်းဟာဆောင်းနေတယ်ဆိုပြီးတော့သူ့ကိုကြိုးတုပ်ပြီးတော့ဘယင်းသည်ခေါ်သွားတယ်ဟုတ်လားတခါကြီးမိုက်မြအဲ့ဒီမှာဘယင်းသည်ကိုမရောက်လိုက်ပါဘူးဂျားမာတင်တခါတည်းသူ့ကိုတခိုးဆိုလို့ရှိရင်တော့သူ့ကိုတခါတည်းအဆုံးစီရင်လိုက်တော့ဆိုပြီးတော့သူ့ကိုလက်ပြန်ကြိုးတုပ်ပြီးတော့မြို့ထဲမှာကြိမ်နေနဲ့ရိုက်ပြီးတော့ခေါ်သွားအဲ့ဒီကြတော့မှမြတ်စွာဘုရားပြောတဲ့အစိတ်ပြင်းတဲ့မွေဆိုတာတကယ်ဟုတ်တဲ့ကိုငါအစိတ်တွေတက်နေပြီတဲ့ဘိသိက်မွေစိတ်ကတက်ပြီလားမွေစိတ်တက်ပြီနော်အဲ့ဒီတော့ तू ကဘာလုပ်တုံဆိုတော့မြတ်စွာဘုရားနဲ့ရှင်အာနန္ဒာရွတ်သွားတဲ့ဒီစကားလေးနှစ်ခွန်းကိုပဲ तू ထက်ကြီးတက်လဲရွတ်တယ်ပတ္တနန္ဒအာတိဝိသောလျင်သောအစိတ်ရှိတဲ့မွေကိုမြင်ရလား